Subui labi. Don't get a subui labiamino, go out or run away. I don't down to the subuli mpio piatwa take ma down to the big a loloara sempira. A sense being down commonly ma down a tiana asia as a little type. No? Down now so yet now only a low paid yeji maleve, below it down a sempi less or tale go out or along to the time away. Manapai matalona you chepigera the gat ne, Yani matalona you chepigera the gat though. ဟာလားအဲ့တော့မနေ့ပိုင်းမှာမြင်လိုက်ရတဲ့မြင်ကွင်းကတောင်းတော့20ဆိုတော့ကတောင်းတော့တလုံးတည်းထိထိယူချပေးကြတဲ့ဥစ္စာကတူစိန်ပတ်တိလည်းဟုတ်တယ်လို့နေ့တိုင်းတလုံးနဲ့ယူချပေးကြတဲ့ပတ်တိလည်းဟုတ်ပါတယ်အဲ့တော့ညနေမှာတောင်းတော့ခွင်3ဆိုရပြန်ကြတောင်းမှာပဲပွဲတွန်းပြန်ကြနော်ရိုးရိုးပြန်ကြမဟုတ်ဘူးပြန်ကြတောင်းမှာပဲတောင်းအောင်တော့ခွင်3ပြန်ကြမိန်ကွယ်နဲ့အလုသမားဦးရေ38ကျပ်အလုသမားက2949ပြန်ကြခွင်3မှာလည်းပဲတောင်းတော့မိန်ကွယ်ကြီးနဲ့ထပ်ပြီးတော့စားလိုက်ရတယ်အဲ့တော့တော်တော်ကြီးကိုအဆင်ပြေမဲ့ထင်တယ်နော်အဲ့တော့တောင်းကိုရုပ်ရည်ချစ်ခင်စွာနဲ့အားပေးလာတဲ့သူတွေအားလုံးနေ့တိုင်းကိုအဖွဲ့ဝင်တွေရောအခုမှတွေ့လို့အခုမှမြင်လို့စိတ်ဝင်စားလို့အားပေးတဲ့သူတွေကိုအားလုံးပဲအဆင်ပြေသွားပါတယ်ဆိုလို့ရှိရင်ကိုတရားရှိသလောက်ကလေးအလူတန်းလေးလုပ်ပေးပါကိုယ်သူကောင်းမလေးလုပ်ပေးပါဟာဒါတောင်းခဏခဏလေးအမြဲတမ်းပြောနေကြလိမ့်ပါနော်အဲ့တော့အခုတောင်းရဲ့ဒီဗီဒီယိုဖိုင်လေးကအဓိကရွေးချက်ဒီတောင်းစုဘူးအကိုမဟုတ်တော်လာပေးတာပဲဖြစ်ပါတယ်နော်အဲ့တော့comment လေးတွေမှာအားလုံးပဲမှန်ခဲ့ပြီးပါ copy လေးယူပေါင်းလေးနဲ့အသေးသေးပေးသွားပေးပါနော်ကိုမဦးတော်တော်လာပြီးတော့တောင်းကိုရုပ်ကြည့်ချစ်ခင်စွာနဲ့အဖွဲ့ဝင်ကျင်ပါတယ်ဆိုလို့ရှိရင်ရှေ့ဘက်တွေတောင်းအဖွဲ့ဝင်လက်ခံနေပါပြီအဖွဲ့ဝင်ရမှာဖုန်းနံပါတ်တွေတောင်းနော် profile မှာတင်ထားတယ်အားလုံးပဲသိမှာပါမြင်မှာပါခုလည်းတွေ့နေတယ်လေဒီနားလေးတွေမှာဟုတ်တယ်မလားဆိုတော့တောင်းတို့ကိုမဦးတော်တော်လုံးတွေပြီးခဲ့တဲ့အပတ်ကတော့နေတိုင်းတွေရောအဖွဲ့ဝင်တွေရောအားလုံးအရန်လှပြီးမဲ့မလားတဲ့အရာလေးတခုကြံခဲ့တယ်အဲ့ဒါကဘာလဲသိလားမလားတဲ့အရာလေးတခုကြံခဲ့တယ်အဲ့ဒါဘာလဲသိလားနော်အဲ့ဘာလဲဆိုတော့အဲ့ဒါလည်းတောင်းတော့ free sympathy နော်တောင်းနှစ်နီးပါးပေးလာတဲ့ဒီ free sympathy ကြီးကဒီနှစ်နဲ့ချုပ်မယ်ဆိုရင်တောင်းတော့9ချိန်မပြည့်ဘူးဖောက်တာလीဒီနှစ်နီးပါး9ချိန်မပြည့်ဘူးဒါပေမဲ့အခုဒီအပတ်မှာတော့ကြံကနန်းထဲမှာပါသွားခဲ့ဆိုတော့တောင်းဒီအပတ်မှာကိုမဦးတို့အားလုံးအတွက်ကိုနော်အဖက်ကချုပ်ထားတော့ free sympathy ပြတော့မှာပဲဖြစ်တဲ့နော် free sympathy နော် free sympathy နော်ကိုမဦးတော်အားလုံးပဲအဲ့ဒီ free sympathy ကိုတေးချလေးစောပါပြီးတော့လို့ရှင်တောင်းဒီ free sympathy ရဲ့နော်အဓိကကြားတဲ့ main query လေးကိုတောင်းပြောပြသွားမယ်အဲ့ဒါလေးကတော့တောင်းတို့နော်80ခွန်ပဲဖြစ်တယ်အဲ့စုဘူးလို့ကျင်ပါဆိုရင် comment မှန်ခဲ့စုဘူးကတောင်း YouTube မှာတင်ပေးမယ်နော်နောက်ထပ်လိုချင်ပါဆိုတဲ့ comment လေးမှာမှတ်ခဲ့နောက်ထပ် video လေးနောက်နေ့မှာတင်ရင်တင်ပေးမယ်စုဘူးလို့ကျင် comment တော့မှတ်ထားနော်စုဘူးတင်ပေးတော့မှာစုဘူး3ခွက်ထဲပဲတင်ပေးသွားမှာအားလုံးပဲ拜拜ပါ